ကျမတို့ငယ်ငယ်တည်းကလူကြီးတွေခဏခဏပြောလို့ရှိတဲ့စကားတစ်ခုရှိတယ်လေအလုတ်ကိုကြိုးကြိုးစားစားလုပ်ပတ်စံစုဒါဆိုရင်ကြီးလာလို့ခါကြရင်ချမ်းသာမယ်မပူမပင်နေရမယ်ဆိုတာမျိုးလေဒါပေမဲ့အခု2026စီးပွားရေးခေတ်ကြီးထဲမှာတော့ဒီပုံသေးနည်းကလုံးဝအလုံးမဖြစ်တော့ဘူးဆိုတာကိုအားလုံးပဲသတိထားမိကြမှာပါရှင်းပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့လစာကရှေ့ကိုမတိုးတဲ့အပြင်နောက်ကိုပါတရွေ့ရွေ့ပြန်ဆုတ်နေတယ်လို့ခံစားနေရတာပါကုန်စည်နှုန်းတွေကလည်းဒုံးပြန်စည်းသလိုတက်နေတယ်ကို့လက်ထဲမှာရှိတဲ့ပတ်စံရဲ့ဝန်နိုင်စွမ်းအားကလည်းတဖြည်းဖြည်းပျောက်ကွယ်လာနေပါတယ်ဒီလိုဖြစ်ရတာကကျွန်တော်တို့နိုင်ငံရဲ့အကြောင်းအရင်းတွေအပြင်ကိုကမ္ဘာစီးပွားရေးကိုထိန်းချုပ်နေတဲ့အမေရိကန်ဗဟိုဘဏ်ရဲ့မူဝါဒတွေနဲ့လည်းဓာတ်ရိုက်သက်ဆိုင်နေပါတယ်အမေရိကန်မှာဒေါ်လာ39 trillion အကျွေးပြဿနာရှိနေပြီးတော့အဲ့ဒါကိုဖြေရှင်းဖို့အတွက် Trump ကအမေရိကန်ဒေါ်လာကို crypto နဲ့တွဲပြီးတော့မှဘလို့အသက်သွင်းဖို့ကြိုးစားနေတယ်ဒါတွေကကျမတို့ရဲ့အိတ်ကက်ထဲကပတ်စံတွေအပေါ်ကိုဘလို့ရိုက်ခတ်လာနိုင်လဲဆိုတာကိုလွယ်ကူကူရှင်းပြပေးသွားမှာပါနံပါတ်1ကတော့ဒီ American ဗဟိုဘဏ် Federal Bank ကဘလို့အလုပ်လုပ်လဲဆိုတာကိုအရင်ဆုံးသိဖို့လိုပါတယ်သူတို့ရဲ့လုပ်ရက်ကကားမောင်းနေရတဲ့အတူတူပါပဲသူကစီးပွားရေးကောင်းစေခြင်းအတိုးနှုန်းကိုလျှော့လိုက်တယ်ဒါကကားရဲ့လီဗာကိုနင်းလိုက်တယ်လို့မျိုးပေါ့တကယ်လို့ငွေကြေးဖောင်းပွားမှု inflation နဲ့အရန်တက်လာပြီဆိုလို့ရှိရင်လည်းအတိုးနှုန်းကိုပြန်တင်လိုက်တယ်ဒါကတော့အရှိန်လျှော့ခြင်းတဲ့အတွက်ကြောင့်မို့လို့ break နင်းလိုက်တဲ့သဘောပါပဲဒါပေမဲ့သူတို့ break နင်းတိုင်း lever နင်းတိုင်းပတ်စံတွေကနေရာရွှေ့သွားတာမျိုးပါအမေရိကန်ကငွေကြေးတွေအများကြီးရိုက်ထုတ်လိုက်တယ်တိုးနှုန်းတွေလျှော့ချလိုက်ဒါပေမဲ့သူတို့ break နင်းတိုင်း lever နင်းတိုင်းငွေကြေးတွေကနေရာရွှေ့သွားတာမျိုးပါအမေရိကန်ကငွေကြေးတွေအများကြီးရိုက်ထုတ်လိုက်ရင်အတိုးနှုန်းတွေလျှော့ချလိုက်ရင်ကဘာတဝန်းလုံးကိုကြရက်ရိုက်စေပါတယ်ကျမတို့ဆိုရင်ငွေကြေးဖောင်းပွားမှုရဲ့ဒဏ်ကိုအသိဆုံးပါပဲအဲ့တော့ငွေစက်ကူတွေအများကြီးလဲပတ်လာတဲ့အချိန်မှာကုန်စည်နှုန်းတွေအိမ်ဈေးကားဈေးဘလောက်တောင်ခုန်တက်သွားလဲဆိုတာကိုကျမတို့လက်တွေ့ခံစားနေရတာပဲလေအဲ့တော့ကိုယ့်ရဲ့ပတ်စံကိုဘဏ်ထဲမှာတစ်တာထဲမှာဒီအတိုင်းစုထားတဲ့သူတွေကအရှုံးပေါ်ပြီးတော့မှရင်းနှီးမြုပ်နှံထားတဲ့သူတွေကတော့ပို့ပြီးတော့မှချမ်းသာသွားကြပါတယ်2020ကိုဗစ်ကာလမှာစီးပွားရေးတွေတော်တော်များများရပ်သွားတဲ့အချိန်မှာအမေရိကန်ဗဟိုဘဏ်ကပတ်စံတွေကိုအလုံးအရင်းနဲ့ထပ်ရိုက်ထုတ်ရပြန်တယ်။အဲ့ဒီအချိန်မှာကိုယ့်ရဲ့ငွေကြေးကိုမှန်မှန်ကန်ကန်ရင်းနှီးမြုပ်နှံထားတဲ့သူတွေကတော့တော်တော်လေးကိုအမြတ်ရသွားကြပါတယ်။ဘလောက်တောင်တက်သွားလဲဆိုလို့ရှိရင် S&P 500က160ရာခိုင်နှုန်းနီးပါး160ရာခိုင်နှုန်းကျော်တက်လာတယ်။ရွှေဆိုလို့ရှိရင်လည်းရာခိုင်နှုန်း120ကျော်တက်လာတယ်။မြန်မာပြည်ကရွှေဈေးဆိုရင်တော့အဆမတန်တက်သွားတာအားလုံးအသိပါ။ပြီးရင် crypto ဆိုလို့ရှိရင်လည်း percentage တော်တော်များများထောင်ကနန်းလောက်နီးပါးကိုမိုးပေါ်ထောင်တက်သွားတာပါ။ဘာလို့ဒီလောက်တောင်တက်သွားတာလဲဆိုလို့ရှိရင်အတိုးနှုန်းတုံညာဖြစ်နေတဲ့အချိန်မှာအလွယ်တကူရလာတဲ့ငွေတွေကိုဈေးခွက်ထဲကိုပုံအောထည့်လိုက်လို့ပါပဲအဲ့တော့အခု2026မှာတော့ဗဟိုဘဏ်ဥက္ကဋ္ဌအသစ်ဖြစ်တဲ့ Kevin Walsh ကတော်တော်လေးကိုအကြက်ရိုက်နေTrump ကစီးပွားရေးကောင်းအောင်အတိုးနှုန်းကိုလျှော့ချခြင်းနေတယ်ဒါပေမဲ့ကမ္ဘာအခြေအနေနဲ့ရေနံဈေးတွေကြောင့်အတိုးနှုန်းလျှော့လိုက်တာနဲ့ကုန်စည်နှုန်းကထပ်တက်လာဖို့ပဲရှိပါတယ်အဲ့တော့တကယ်လို့အတိုးနှုန်းကိုဆက်ထားမယ်ဆိုလို့ရှိရင်လည်းအစိုးရကသူ့ရဲ့ဒီကြီးမားတဲ့အကျွေးတွေအတွက်အတိုးဆက်ရတာနဲ့တင်ဝင်ငွေတွေအကုန်ပြောင်းသွားနိုင်ပါတယ်။ဒါကြောင့်ဒီပြဿနာကိုဖြေရှင်းဖို့အတွက် Trump ကBitcoin ကိုနိုင်ငံရဲ့အရန်ငွေ reserve အဖြစ်သုံးဖို့အထိကိုစဉ်းစားလာပါတယ်။ဒီလိုကမ္ဘာအင်အားအကြီးဆုံးနိုင်ငံကမူဝါဒတွေပြောင်းလဲလာတာဟာကျမတို့လို investor တွေအတွက်ရွှေဈေးဒေါ်လာဈေးကုန်စည်နှုန်းတွေအပေါ်မှာလည်းဓာတ်ရိုက်လာပြီးတော့မှတက်ရောက်မှုရှိပါတယ်။သူတို့ဘာတွေပဲဆုံးဖြတ်ကျမတို့ကကိုရှာထားတဲ့ငွေကြေးလေးတွေတန်ဖိုးမကျအောင်လက်တွေ့ကြကြကာကွယ်နိုင်မဲ့နည်းလမ်းလေးတွေဝေမျှပေးခြင်းပါတယ်။နံပါတ်1တစ်ချက်ကတော့ခိုင်မာတဲ့ stock share တွေမှာရင်းနှီးမြှုပ်နှံလို့ရပါတယ်။နိုင်ငံတကာ broker account ကို access ရှိတဲ့လူတွေကတော့ American stock တွေဝယ်လို့ရပါတယ်။အဲ့တော့ကိုယ့်ရဲ့ငွေကြေးအားလုံးကိုငွေသားအဖြစ်ပဲမထားဘဲနဲ့ရေရှည်တိုးတက်မှုအတွက်S&P 500လို့ဒါမှမဟုတ် AI ခေတ်မှာဦးဆောင်နေတဲ့ဤပညာကုမ္ပဏီကြီးတွေရဲ့ stock တွေမှာလည်းရင်းနှီးမြှုပ်နှံထားခြင်းအပြင်ငွေကြေးဖောင်းပွားမှုကိုကောင်းကောင်းအန်တုလို့ရပါတယ်။နံပါတ်2ကတော့ရွှေဝယ်ထားလို့ရပါတယ်။ဒါကတော့ကျမတို့မြန်မာလူမျိုးတွေအကြိုက်ဆုံးနဲ့အရင်နှီးဆုံးပါပဲ။အဲ့တော့ဒီငွေစက်ကူတွေပေါ်မှာယုံကြည်မှုကျဆင်းလာတိုင်းရွှေရအကောင်းဆုံးအကာအကွယ် safe haven ဖြစ်နေအောင်ပါပဲ။နံပါတ်3ကတော့ကိုယ်လည်းရင်းနှီးတယ်အရှုံးလဲခံနိုင်တယ်အချိန်တစ်ခုကိုစောင့်နိုင်တယ်ဆိုလို့ရှိရင်နော်
Bitcoin သို့မဟုတ် crypto ထဲမှာနေရာချထားတာကလည်းခွင့်လန်းနေဒါရှိခဲ့လို့ရှိရင်ယူလို့ရပါတယ်နံပါတ်4ကတော့ဘာလဲဆိုလို့ရှိရင်ကိုရင်းနှီးမြှုပ်နှံပါကိုကဝန်ထမ်းဖြစ်သည်ဖြစ်စေစီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်ဘလို့စီးပွားရေးအကျက်အတဲမှာမဆိုကိုကယ်တင်နိုင်တာကတို့ရဲ့ကျွမ်းကျင်မှုအရေးအသွေးပါပဲအခုလို AI ခစ်ကြီးထဲမှာ AI tools တွေကိုအသုံးချပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းကိုယ့်အလုပ်မှာပို့ပြီးတော့မှ productivity မြင့်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်လည်းဝင်ငွေလမ်းကြောင်းအသစ်တွေအလိုလိုပွင့်လာမှာပါအဲ့တော့ညီကုန်းချုပ်ပြောရမယ်ဆိုရင်တော့တမိုင်းတစ်လျှောက်မှာဘန်တွေဘာပဲလုပ်လို့ကျမတို့လူတာမန်လူတွေရဲ့လာစားကကုန်စည်နှုန်းတက်တာကိုဘယ်တော့မှမမိပါဘူးအဲ့တော့ကိုရှာဖွေစုဆောင်းထားတဲ့ဒီငွေကြေးကိုဘဏ်ထဲမှာတစ်တာထဲမှာဒီအတိုင်းစုထားတာကကိုငွေရဲ့ဝင်နိုင်စွမ်းအားကိုနေတိုင်းရောကျသွားအောင်လုပ်တာနဲ့အတူတူပါပဲကိုရဲ့ဝင်ငွေကလစာတစ်ခုမှပဲမိမခိုနေဘဲနဲ့ကိုကာကွယ်ပေးမဲ့နေရာတွေမှာရင်းနှီးမြှုပ်နှံမှုတွေစားလုပ်နေပြီလားဆိုတာကိုဒီဗီဒီယိုလေးကြည့်ရင်ပြန်စဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်အဲ့တော့ခိုင်မာတဲ့ပိုင်ဆိုင်မှုတွေဖြစ်တဲ့ရွှေ S&P 500လို့ stock မျိုးခြားတာတွေနဲ့ကိုပိုင်အရေးအချင်းတွေမှာစနစ်တကျရင်းနှီးမြှုပ်နှံမှုတွေစတင်လိုက်ဖို့တိုက်တွန်းရင်ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်အောင်မြင်ပျော်ရွှင်တဲ့ investor များဖြစ်နိုင်ကြပါစေရှင်